ကအဲ့လိုလမ်းဆက်တော့မင်းကြီးဆုံးပြီလေဆိုတော့မဟုတ်တော့ပါဘူးပေါ့ပဲရှောက်နောက်နေရနေမနေ့ကအောင်မှ2ရက်3ရက်ပဲရှိသေးတယ်ဖုန်းဆက်သေးတာအောင်ငါပိုက်စားတော့ကွာမင်းတော့ဖိုက်ရှိတယ် မင်းအချိန်လဲကြည့်ရောသမင်းစားပြီလို့ပကန်းနေအောင်ဆေးပြီနေအားရှိရောအဲ့ဆိုလေလက်ပြည့်သွားမယ်ကွာမင်းဝယ်ကြည့်အားလဲကြိုးစားကြတယ်သူအမှုပညာတော့တအားယူသွတ်တယ်ဟိုကလေးဘဝကလေးတယောက်ဆောင်နေတာကျွန်တော်တို့ကအတူတူလေးပဲလေဖြစ်ဆောင်နေပြီးတော့စပြီးတော့တင်းနေလဲလို့ဟိုအနီတို့ကတိတ်ပြီးတော့သူတို့အေးချမ်းချမ်းနေတဲ့တင်မိသားစုတုံးတောင်တိတ်ပြီးတော့ဘယ်သူမှအပူတွေတိတ်မပေးဘူးအဲ့လို line မော်တစ်ခုခုတင်လိုက်ပြီးဆိုရင်လည်းသတင်းတွေကမျိုးစုံတွေရေးချနကအဲ့လိုလမ်းဆက်တော့မင်းကြီးဆုံးပြီလေဆိုတော့မဟုတ်တော့ပါဘူးပေါ့ပဲရှောက်နောက်နေရနေမနေ့ကအောင်မှ2ရက်3ရက်ပဲရှိသေးတယ်ဖုန်းဆက်သေးတာအောင်ဆိုတော့သတင်းတက်ကြည့်တော့သူ့ Facebook ကလည်းတင်လာနောက်တခြား page တွေပဲတင်တော့ကိုလည်းမယုံလို့ကိုကအမတီကိုထက်လွန်ကိုတို့လည်းလှမ်းဆိုင်ဆိုတော့ကိုကြီးတဲ့တကယ်ဆုံးတာတဲ့အန်ဒီတယောက်လည်းရှိတယ်အိမ်သွားလိုက်ပါအောင်ဆိုတော့ရောက်လာပြန်စကားတော့မပြောနိုင်ဘူးကျွန်တော်နဲ့ကြတော့ဒီကလေးတွေเนี่ยကျွန်တော်တို့ဒါဟိုဖြတ်လျှောက်ထဲရနေပြီးတော့အတူတူစူးစမ်းလာခဲ့တာပေါ့နော်ပန်းလူသွေးဆိုလဲဟိုပရိသတ်ကလည်းဘုံလုံးနဲ့အာလို့ဆိုတော့ခုချိန်ဒီဟိုတွဲပြီးမြင်နေကြတော့အဲ့တော့ကျွန်တော်အခုတနေရာသွားရင်တော့မှဘုံလုံးလေးမပါဘူးလားဆိုမေးကြတဲ့ပရိသတ်တွေရှိတယ်ဆိုတော့တကယ်ညီကိုအရင်ခောက်ပြီးတော့ဒီကလေးနဲ့ဒီမိသားစုနဲ့အကုန်လုံး तू ကစနေတာအကုန်လုံးဒီမီဒီယာအမတွေကိုတွေဆိုရင် तू ဒါခင်ကြတာပဲအကုန်လုံးတခြားဒီအပြင်ပရိသတ်တွေတရုပ်ဆောင်တွေဆိုလဲ तू အမြဲတမ်း तू ကစနောက်နေတာဆိုတော့သူ့ကိုအကုန်လုံးကနောက်နေတယ်ပဲထင်ကြတာပေါ့အကုန်လိုက်ဆက်တာကိုကမယုံဒီ line မော်တင်လာတာလဲဟိုမဖြစ်ဘူးဆိုတော့နောက်မှမားတို့လည်းလမ်းဆက်အကုန်လုံးပေါ့ရထုံးမြောက်လည်းလမ်းဆက်ဟိုအမဒီဘွားအကိုတွေလည်းလမ်းဆက်တော့မှာအတီးပြူသွားကားအစီတယ်လို့ပြောသူမျက်လုံးသိမ့်မကောင်းနဲ့ဒီကလေးတလောကလည်းညပိုင်းဆိုသူကားမောင်းရင်သိပြီးတော့ဟိုလိုကြီးဟိုစန်တဝါဝါဆိုတော့ကျွန်တော်တော့ပြောရဲအသက်ငယ်ငယ်လေးနဲ့မျက်လုံးဘာလို့မကောင်းရတော့ဘူးဆိုတော့လို့ကားမောင်းတာလည်းနည်းနည်းဟိုလူငယ်ဆိုတော့တည်ရကနည်းနည်းဟိုကားမောင်းတာလည်းမဖြစ်လို့အဲ့ဆိုအဲ့ဒါတော့မတင်ဘူးအန်ဒီကအကုန်လုံးစိတ်ပူမှာဆိုလို့နဲ့ဒီလိုသူတော့ကားရနေဆိုတော့မဘူးမှလည်းမပြောနိုင်သတင်းတွေလည်းအဲ့လိုဟိုအန်ဒီတို့ကတိတ်ပြီးတော့သူတို့အေးချမ်းချမ်းနေတဲ့တင်မိသားစုဆိုတုံးတောင်တိတ်ပြီးတော့ဘယ်သူမှအပူတွေတိတ်မပေးဘူးအဲ့လို line မော်တစ်ခုခုတင်လိုက်ပြီးဆိုရင်လည်းသတင်းတွေကမျိုးစုံတွေရေးကြတော့မယ်ဆိုတော့တချို့သတင်းပေးအတူတွေကလည်းအဲ့လိုပောက်ကေးရရေးကြဆိုတော့သူတိတ်ပြီးတော့လည်းမပြောချင်တာလည်းပါပြော26နှစ်ပေါ့26နှစ်ဆိုမနက်က6နာရီမှဆုံးတာလို့ပြောတယ်ဟိုကတော့ရေဝေးမှာတော့ဗုဒ္ဓဂုနေ့နေကင်း2နာရီလောက်တော့ပချိုးမှာခုချိန်ဒီကိုဘာမှမစားသေးဘူးမနေ့တည်းအချိန်ကြီးကိုတော့မုံနေလို့အဲ့ဒီတွေအများများတယ်မနေ့ကလာအခုလည်းသူတငယ်ချင်းတွေပြိတ္တတွေလည်းလာကြလမ်းလေးရတယ်ဒီလာကြဆိုတော့ချို့ကဒီမှာစနောက်နေတယ်လို့ဆိုတော့ဘူးမှလည်းသူ့အလိုကြီးတင်ပါလေကျွန်တော်နဲ့ဒီကျွန်တော်တို့ဒီမဲချိုကြော်ပွဲနေ့ကတွေ့ဖုန်းတွေကတော့မကြပြောပြနေတာပဲသူဘယ်ရောက်နေလဲကျွန်တော်အိမ်ရှိရဖြတ်ဝိုင်းတော့မကိုကြီးအိမ်ရှိရဖြတ်သွားပြီးတော့ဆိုပြီးလှမ်းဆက်တာအဲ့လိုမျိုးတအားလဲကြိုးစားကြတယ်ဒီအမှုပညာတော့တအားယူသွတ်တယ်ဟိုကလေးဘဝလေးတွေကကိုလက်ပေါ်တွေမှာကြီးလာတယ်ကလေးတယောက်သူဒီတို့သူတို့သားမီးနဲ့ဆိုတော့တူတူခရီးတွေသွားကြအဲ့လိုမျိုးမိသားစုတွေလိုဖြစ်နေတယ်ရတော့မြတ်ဆိုလဲဒီကြုံတော့မှလမ်းဆက်တော့မှတော်တော်ကျွန်တော်မယုံနိုင်ပြည့်အဲအကုန်လုံးကလာနေတာမိုးနေတယ်သူ့နောက်နေတယ်ပဲထင်တယ်သူအကုန်လုံးရှောက်ဆနေတာအောင်အောက်သက်ကြေတာပေါ့ဒီတရုပ်ဆောင်ကလေးဘဝတွေကနေဒီဖြတ်လျှောက်တဲ့ကနေဒီကလေးတတိလေးကနေပြီးတော့သူစူးစမ်းလာတာဒီနေ့ဒီချိန်ဒီနေရာလေးတနေရာရဖို့တအားစူးစမ်းအဲ့ကလေးဘဝတွေကနေဒီမအေးပဲသူရှာကျွေးနေတာတရုပ်ဆောင်နဲ့နေပညာချင်းနဲ့နေတွေသွားပြီးဆိုလဲအဲ့လိုလေးဒီနေ့ဒီချိန်အမှန်တော့သူ့အမေပဲသူဒီနေ့ဒီချိန်သူပဲရှာကျွေးတယ်ဟိုကလေးလေးတွေကနေရှာကျွေးတယ်ဟိုလိုတော့မဟုတ်ဘူးဒီကဲဟိုကလေးတရုပ်ဆောင်ပေါ်ရတယ်ပြီးတော့ကျောက်တဲ့ဘာမှမပြောနိုင်ဘူးနဲ့တဲ့သူတို့သားမိဘလောက်ချစ်လဲဆိုတော့ကျွန်တော်လည်းသိနေအောင်မျက်မြင်မခီးသွားရင်လည်းအတူတူပဲအမြဲတမ်းသွားနေလာနေတာဆိုတော့ဒီမင်းနဲ့ဒီသားဟုတ်ကဲ့ဒီလေးကောင်းရမွန်ရဘုံဘွားတို့ရောက်ပါစေပေါ့နော်အဲ့မော်ဝေကလေးကနေပြီးတော့သူဒီကလေးဘွားကနေဒီကြွယ်တီးကိုမိအမေအေးကိုရှာကျွေးပြီးတော့
ရည်တည်လာပေါ့သူအကောင်းဆုံးသူကျွေးမွေးပြုစုသွားနိုင်ပါတယ်ပေါ့နော် ဒီလိုအဖြစ်ဆုံးနဲ့အကြုံ ။ဟွာဆက်တိုင်းမကြုံပါသေးနဲ့ကျွန်တော်ဆုတောင်း